မြန်မာတင်ကြံလိုစီကန်းရှိစွာမကျင်းပနိုင်လို့တရက်ထဲလူ100နီးပါးကွယ်လွန်ခဲ့ရတဲ့ထိုင်းဆွန်ခရန်ကမာကျော်လာပါတယ်ဆိုပြီးနိုင်ငံသားတွေအလုံးရင်းနဲ့တိုးဝေလဲပတ်နေကြတဲ့ထိုင်းနိုင်ငံရဲ့ဆွန်ခရန်တင်ကြံပွဲဟာပထမဆုံးရက်မှာတင်လူသေးဆုံးမှုတွေနဲ့အတူသွေးစွန်းကြရပြန်ပြီးဖြစ်ပါတယ်စီကန်စနေကြမ်းမှုအားနည်းချက်တွေနဲ့ပရန်ပတာနိုင်မှုတွေကြောင့်ပွဲစကလေးကလူပေါင်းများစွာအသက်ဆုံးရှုံးနေရတဲ့ထိုင်းတင်ကြံရဲ့အခြေအနေဟာမြမရိုးရာတင်ကြံနဲ့ရှင်လိုက်ရင်အများကြီးကွာခြားနေတာကိုတွေ့ရပါတယ်။ထိုင်းနိုင်ငံရဲ့အန်ရီရှိသော9ရက်7 Dangerous Days ဆိုတဲ့သတ်မှတ်ချက်အတိုင်းပဲပထမ2ရက်အတွင်းမှာတင်မတော်တဆမှုပေါင်း300ကျော်ပြပွားခဲ့ပြီးတေဆုံးသူအရေးအသက်ဟာလေ100နီးပါးစီတို့ဦးတည်နေပြီဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့အတားသိမ်ကြံခွဲတော်ကတော့ကဘာမှာဘသူနဲ့မှမတူအောင်စီးစီးလုံးလုံးနဲ့ရင်ရင်ကျေးကျေးရှိလာတာအမှန်ပဲဖြစ်ပါတယ်။တပြေကလေးတွေနဲ့ရေပတ်ဖြန်းကြတာငွေဖလားလေးတွေနဲ့တဦးပေါ်တဦးမြစ်တာထားရေပတ်ကစားကြတာတွေကမြမရိုးရာရဲ့အနှစ်သာရကိုပေါ်လွင်စေပါတယ်။မိသားစုတွေတငယ်ချင်းတွေစုပေါင်းပြီးဘေးအန္တရာယ်ကင်းရှင်းစွာနဲ့ကုတူယူရင်းဆင်နွှဲကြတဲ့မြမသိမ်ကြံဟာစီကန်းရှိမှုမှာတော့ထိတ်တန်းကလေးဖြစ်ပါတယ်။မြမရိုးရာယဉ်ကျေးမှုကိုထိမ့်သိမ့်ပြီးအေချမ်းစွာကျင်းပတတ်ကြလို့လေနှစ်စဉ်နှစ်တိုင်းဘေးအန္တရာယ်ကင်းကင်းနဲ့မင်္ဂလာရှိစွာပြီးမြောက်ခဲ့ရတာပါရိုးရာဓလေ့ကိုတန်ဖိုးထားတဲ့မြမလူမျိုးတို့ရဲ့စိတ်သက်ကြောင့်ပျော်စရာကောင်းရုံတင်မကပဲအပြန်အလှန်လေးစားမှုရှိတဲ့ပွဲတော်တစ်ခုအဖြစ်ကမ္ဘာကအသိထားကြတာဖြစ်ပါတယ်အခုလူတွေအထင်ကြီးပြီးတွားရောက်လဲပတ်နေကြတဲ့ထိုင်းတင်ကြံပွဲမှာတော့ပထမဆုံးရက်မှာတင်လူတွေအစုလိုက်အပြုံလိုက်ကွဲလွန်နေပြီဆိုတဲ့သတင်းဆိုးတွေကဆက်တိုက်ထွက်ပေါ်နေပါတယ်သူတို့စီမှာရေဆော့ကစားတဲ့နေရာတွေမှာပလိတ်တွေနဲ့စစ်ဆေးမှုတွေအများကြီးလုပ်ပြီးတေချာထိမ့်သိမ့်နေတဲ့လို့ဆိုပေမဲ့တကယ်တမ်းအရေးကြီးတဲ့လမ်းမပေါ်ကရေမတော်တဆမှုတွေကိုတော့လုံးဝမထိန်ချုံနိုင်ခဲ့ပါဘူး။ဒါကြောင့်မလို့တင်ကြံပွဲစားတဲ့ပထမ2ရက်အတွင်းမှာမတော်တဆမှုပေါင်း344ကျင်းအထိဖြစ်ပွားခဲ့ပြီးတေဆုံးသူအရေးအတွက်ဟာလေ82ဦးအထိရှိလာခဲ့တာဖြစ်ပါတယ်။စနေနေ့ကရက်ထဲမှာလူ90ကျော်အထိတေဆုံးခဲ့ရတာဟာထိုင်းတင်ကြံရဲ့စီးကားမဲမှုနဲ့အရှင်ပြင်းပြင်းမောင်းနှင်မှုတွေအရက်သေးစားတောက်စားမှုတွေကိုမထိန်ချုံနေတာကြောင့်ပဲဖြစ်ပါတယ်။တကယ်တော့ထိုင်းတင်ကြံဟာမြမတင်ကြံလောက်ပျော်စရာမကောင်းတဲ့အပြင်ဘီယန်ဒီရဲ့လည်းလုံးဝစိတ်မချရပါဘူး။အရှင်ပြင်းပြင်းမောင်းနှင်မှုတွေအရက်သေးစားတောက်စားမှုတွေကြောင့်တရက်ထဲမှာလူပေါင်းများစွာကွယ်လွန်ခဲ့ရတာဟာထိုင်းတင်ကြံရဲ့အားနည်းချက်ကိုပြသနေပါတယ်။ဒါကြောင့်မို့လို့ထိုင်းတင်ကြံမှာလဲပတ်နေကြသူတွေအနေနဲ့နောက်ရက်တွေမှာအသက်အန္တရာယ်မဖြစ်ရအောင်အထူးသတိထားဖို့လိုအပ်နေပါပြီ။ဘယ်လိုပဲဖြစ်ဖြစ်ကိုမြမယူရတင်ကြံလို့ရင်ကျဲပြီးစီကန်းရှိတဲ့ပွဲတော်မျိုးဟာကဘာမှာအကောင်းဆုံးနဲ့အန်ဒီရဲ့ကေးဆုံးဆိုတာထင်ရှားလာပါတယ်။မြမတင်ကြံရဲ့အနှစ်သာရကိုဘယ်နိုင်ငံကမှအတူယူလို့မရနိုင်တယ်လို့ဘေးအန္တရာယ်ကင်းရှင်းစွာဆင်နွှဲနိုင်မှုမှာလဲမြန်မာကသာထိတ်တိုင်ကပဲခဲ့ပါတယ်ရှင်။ပရိသတ်ကြီးတို့ရောအန်ဒီရဲ့များတဲ့ထိုင်းတင်ကြံကိုလဲပတ်ဖို့စီစဉ်ထားကြလားမြမတင်ကြံမှာပဲကုက္တိုကောင်းမှုတွေနဲ့ပျော်ပျော်ပါပါဆင်နွှဲမှာလားဆိုတာမှတ်ချက်လေးတွေပြခဲ့ကြပါအောင်နော်။